ဒီကနေ့ကျင်းပတဲ့တရားပွဲကအနန္တောနန္ဒ၅ပါးကိုဥထိတ်ထားလျက်နှစ်ဖက်သောမိဘများဖြစ်ကြသောသာသနာတရားကာကြီးဥကျော်မြင့်သာသနာမိခင်ကြီးဒေါခင်ရှိသာသနာတရားကာကြီးဦးဝင်းရွှေသာသနာမိခင်ဒေါ်မြင့်တို့အားအမှုထား၍ရန်ကုန်တိုင်းဒေသကြီးတက္ကသိုလ်မြို့သစ်တောင်ပိုင်းမြို့နယ်53ရပ်ကွက်စံရိပ်ငိန်လမ်းအိမ်အမတ်685နေတဲ့